ခုလက်တလောကတော့ကျွန်တော်တို့ကဟွာပေါ့ဒီစကိုင်းတိုင်းဒေသကြီးပြီးရင်တော့မန္တလေးတိုင်းဒေသကြီးပြီးရင်ကျွန်တော်တို့မကွေးတိုင်းဒေသကြီးဒီပြီးတော့ကောင်စီနယ်မြေရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရကျွန်တော်အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်ဒါပြင်ဒီနေပြည်တော်ကဒါတကယ်တင်လောက်တဲ့ဒေသစကိုင်းတိုင်းဒေသကြီးကိုစကိုင်းတိုင်းဒေသကြီးစကိုင်းပေါ့စကိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီနေပြည်တော်မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဘက်မှာအသေးပြောက်ထားနိုင်တယ်လို့ခံမှန်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းကြီးညာထားတယ်ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းကျွန်တော်တို့တောက်ခံထားပါတယ်ဒီလူသားချင်းအကူအညီဘူးပေါ့နော်စာနာထောက်ထားမှုအကူအညီတွေကိုဒါဆက်သွယ်ပြီး